ကဲဒါမှဘောမတွေကိုနည်းနည်းကြွားလိုက်အောင်မတိလားမကြည့်လိုက်ရင်ငါတို့ PSC မှာကွာမန်ပါဝင်နေမန်ပါဝင်တဲ့စရင်ကိုကြည်စမ်းဘောမတွေမကြဒါထိုင်းတနိုင်ငံပဲရှိသေးတယ်နော်မင်းတို့ပြောပါတော်လှန်ရေးကစိတ်ကုန်သွားပြီဘာဖြစ်တဲ့အညာကပြည်သူတွေကတတ်မတော်ကြီးလာရင်တပြေကနဲ့ကြိုဖို့ဟုတ်လားဟမ်တတိရှိလို့ရှိရင်အဲ့ကြော်စိုးခွေးဆိုတော့ကောင်ပြောတယ်တကယ်အညာကလူတွေကစစ်တပ်ကိုတတ်မတော်ကြီးကိုတကယ်ကြိုးမှလားတနက်မပါဘဲနဲ့လက်နက်မပါဘဲနဲ့လာခဲ့လိုက်လေအညာကို PDF တွေမတိုက်ဘူးနော် PDF တွေတနက်နဲ့မပြစ်ဘူးအာမခံပေးတယ်တာမန်ရက်ွက်ထဲကပြည်သူတွေပဲဘလို့ကြိုမလဲဆိုတာလာခဲ့ရှင်းလားမင်းတို့တွေကစောက်ချက်လည်းမရှိဘူးနော်မင်းတို့ဘောမတွေကြည့်ဓမ္မဒါထိုင်းနိုင်ငံနဲ့ငါတို့ PSP မှာဘလောက်ဝင်တယ်မကြည့်နော်ကြည့်လက်မတစ်ခါထိုးပေးရရင်အဲ့လောက်ထိုးပေးရလူကြီးကိုကြည့်ကွာတယောက်ကို200နဲ့လူကြီးဘလောက်လဲကြည့်လိုက်မင်းတို့အဲ့ဒါ PSP နောက်ဝက်ကထိုင်းမှာရှိတဲ့လူတွေရဲ့ပါဝင်တဲ့နှုံးမရှိသေးတယ်ဒါငါတဦးတဲ့နော်ငါလို့ထောက်ပုံမျိုးငါလို့ထောက်ပုံမျိုးကကဘာပေါ်မှာအများကြီးရှိသေးတယ်ကွာငါလို့ထောက်ပုံမျိုးတွေအများကြီးရှိသေးတယ်နိုင်ငံတိုင်းအများကြီးရှိတယ်အဲ့တော့ငါတို့ဒီထိုင်းမှာတော့မှထောက်ဖို့ကငါတယောက်တည်းရှိတာမဟုတ်ဘူးအများကြီးရှိတယ်အဲ့ဒီလူတွေရှိမှလည်းကိုညီလူတန်းနေတဲ့လူတွေပြည်သူတွေရှိတယ်အဲ့တော့ငါတို့လုံနေတဲ့ဒီ PSC တစ်ခုတည်းမှတင်ဓမ္မငွေစလစ်တွေပြလိုက်တော့မင်းတို့ဘောမတွေခွက်ခောက်တယ်သိလားအဲ့လိုခောက်ပြစမ်းခွက်ခောက်လို့ပြောရင်အဲ့လိုမျိုးလူယုံကြည်စွာနဲ့ပါဝင်ထဲ့ဝင်ဖို့မင်းတို့မှာခောက်ပြစမ်းခွက်ခောက်ဆိုတယ်ရှင်းလားအဲ့ဒါလို့လူတွေယုံကြည်မှုရဖို့အတွက်အလကားရထားတာမဟုတ်သိလားနော်အဲ့တော့မင်းတို့ဘောမတွေကိုပြောလိုက်မယ်မင်းတို့ဘောမတွေလည်းခွက်ခောက်လို့ပြောမယ်ဆိုရင်ငါတို့လည်းခောက်နိုင်တယ်ဆိုတဲ့အစွမ်းကိုပြနိုင်မှသူများကိုလာပြောသိလားမင်းတို့ဘောမအစင်တော့ဟိုမင်းအောင်နိုင်ကိုယ်တိုင်ခွက်ခောက်ကြည့်ကွာရမလားသိလားအဲ့တော့ငါတို့မြန်မာနိုင်ငံသားပြည်သူတွေကလေပြည်တွင်းမှာရှိတဲ့ဒူတွေဒါမင်းတို့ရဲ့တနတ်ပြောင်းဝမှာနေရလို့ရင်ထဲမှာမျိုးသိမ့်ပြီးတော့မင်းတို့မပြောဘဲနေလိမ့်မယ်သိလားတကယ်ပြည်သူတွေအားလုံးရင်ထဲကဆန္ဒမင်းတို့မြင်အောင်ကြည့်အဲ့ဒါတွေကလှုပ်ယူလို့မရအဲ့ဒီထဲဝင်တဲ့ဒူတွေခေါင်းထဲမှာလည်းအုံနောက်လူတိုင်းရှိတယ်တလား200ထဲဝင်ခြင်းလို့messenger မှာတမနော်တနေ့တာ messenger မှာဘယ်လောက်ရှိတယ်မင်းတို့ငါပြလိုက်ယူရလိုက်အောင်မယ်နော်စာပြန်ရတာငါလည်းဒီမှာလူရုံမပေါက်တော့နော်မကြည့်မင်းတို့ပြောလို့ခွက်ခောက်မှာလာပြီးထဲမဲ့လူတွေဒီအထဲမှာဝင်ကြည့်အောင်နော်ဒီမှာတပုံကြီးပဲဒီမှာဟောဒီဖုံးစုပ်ကဟန်းနေတယ်အရေးကြောင်ကြွားမယ်ဆိုမှနော်မင်းတို့ကဖုံးဟန်းနေလို့ငါဒီဖုံးနဲ့ဟိုဖုံးနဲ့ဆိုရင်ငါပြရရတယ်နော်မင်းတို့ပြောတယ်ဗာအယောင်တွေပြောင်းနေပြီဆိုတဲ့ငစီကိုင်းနဲ့ဖုံးပါကွာအော်ရဝိုင်းဒီမှာနော်ဒီမှာကြည့်လိုက်မကြည့်တွေ့ရနော်ထဲဝင်မဲ့လူတွေတွေ့ရနော်ဒီမှာဘေးမှာစာတခုမှပြန်ရတယ်တော့အပြာဆက်တွေတွေ့ရမလားမကြည့်တွေ့ရနော်တွေ့ရဟဲ့အောင်လေမင်းတို့ကိုလေပြည်သူတွေအဲ့လိုဝင်းရထောက်ခိုင်းမင်းတို့ယူရမလားမသိလားအဲ့တော့ဒါဒီဘာကြောင့်လဲတော်လှန်ဘက်ချမ်းမှာပြည်သူတွေဘလောက်ရှိလဲဆိုတဲ့ပြရုံအခုနေငါစစ်တပ်ကဘာကြီးမင်းအောင်နေလုပ်နေငါ့ကိုအဲ့လူတွေအဲ့လိုယုံကြည်စွာထည့်ပေးမလားအဲ့ဒီလူတွေအဲ့လိုယုံကြည်စွာနဲ့ဆက်ပွဲပြီးတော့ကိုစီကောက်ရှာနေတာဘလို့ဒီလိုမျိုးလာပြောမလားအဲ့ဒါအဖြေပဲနော်ဒါကြောင့်မလို့မင်းတို့ဘောမတွေကိုပြောတာအတိတရားရပြီးတော့တိုင်းပြည်ကစုပ်ပြတ်နေပြီနှိမ့်ညနေပြီနော်အတိတရားရကြပြီးတော့ပြည်သူတွေရင်ထဲဘာလဲဆိုတာအားလုံးလဲမင်းတို့မြင်တယ်အဲ့တော့ဒါကတော့ကျွန်တော်တို့ PSD network မှာတလ200အဲ့ဒီကျွန်တော်တခါပြောထားမယ်နော်ဒီ PSD network ကိုငွေတွေးတဲ့ဟာတွေကကျွန်တော်ရှိလာတွေးလို့မရဘူးနော်ကျွန်တော်လက်ခံပေးလို့မရပါဘူးဒီငွေတွေဒီစည်ရင်းတွေဒီမှာကိုပိုင်နံပါတ်တွေအဲ့ဒီကိုပိုင်နံပါတ်ချတာတယောက်တီးတန်းရှိတယ်ဘာလို့ဆိုတော့ဘယ်ကိုပိုင်နံပါတ်ဘလောက်ကျွန်တော်တို့မတည်ဘူးလေလူဘယ်နည်းဘယ်လိုကြော်ခွာပြီးပောက်ခဲ့ပေးလို့ရတာမဟုတ်တာကြီးကိုသူ့အစင်လိုက်ပဲတွားတာဖြစ်တဲ့အတွက်ကိုပိုင်နံပါတ်ချပေးလူကချပေးအယူဆုံးမန်ပါဝင်တယောက်ကငွေတွင်းမယ်ဆိုရင်ဖောင်ရင်တင်ရတယ်နော်မင်းတို့ဘောမတွေထန်ထားထောင်ကပတ်စံမင်းတို့ပြောသလိုခွက်ခောက်မယ်ဆိုတော့စောက်ကြောမှာနဲ့ခောက်တာကွာငါအဲ့လောက်ထိတိလားငါတို့ထဲဝင်တဲ့လူတွေအားလုံးပါတယ်တန်ဖိုးရှိတဲ့လူတွေပဲဖြစ်အောင်လုပ်ထားတယ်ရှင်းလားအရင်ဦးဆုံးဖောင်ရင်တင်ရတယ်ဖောင်မှာကိုယ့်ရဲ့နာမည်ဖေးနာမည်အမေနာမည် passport နံပါတ်နေရလိပ်စာဖုန်းနံပါတ်ပြီးရင်ကိုတပိုင်းပြတ်ဓာတ်ပုံတစ်ပုံကိုတပိုင်းပြတ်ပုံလေးကဒီအနောက်ခန့်ဖြူလေးနဲ့အုပ်နဲ့ဘေးနာကတ်ရိုက်လိုက်ရတယ်ဖုန်းလေးတွေရိုက်လိုက်အဲ့ဒါကစမတ်ကတ်ထဲကိုထည့်မှာနော်အဲ့ဒါဖောင်တင်ပြီးဒီကိုပိုင်နံပါတ်ကိုရုံးဖွဲ့ပြန်ချပေးလိမ့်မယ်ရုံးဖွဲ့ချပေးပြီးမှပတ်စံ200တွင်းခွင့်ရှိတယ်ပတ်စံအရင်တွင်းလို့မရဘူးနောက်တစ်ခုက200ထက်ပိုတွင်းလို့မရဘူးဒီ
ဒီငွေကို PSD ရဲ့ Pay Messenger ကပဲဆက်သွယ်ပြီးတွင်းခွင့်ရှိတယ်လာကုန်လို့ရှင်းတန်းထုတ်လိုက်ရင်ရှင်းတန်းတွေကိုကြည့်ပါပတ်စံတွင်းပြီးအနည်းတပတ်လောက်ကြာရင်ကိုကတ်ကိုစကန်ဖတ်ကြည့်ပါကိုထဲတဲ့ငွေစည်ရင်းနဲ့ရောက်မရောက်ကိုတိုင်းစစ်ခွင့်ရှိပါတယ်နော်အဲ့လောက်ဒီစနစ်ကြအောင်ကျွန်တော်လုပ်ပေးတာဖြစ်တဲ့အတွက် PSD ထိုင်းမှာရှိတဲ့ကျွန်တော်တို့ထိုင်းရောက်နေတဲ့ကျွန်တော်တို့ပြည်သူတွေကလူတသိန်းစုမိလို့ရှိရင်ကျွန်တော်တို့တစ်လောက်ဘန်းငွေ300ရှာပေးနိုင်ပါမယ်အဲ့ဒီညှော်လင့်ချက်နဲ့အဲ့ဒီယူရချက်နဲ့ကျွန်တော်တို့စူးစမ်းနေတာဘန်းငွေ300ဆိုရင်ကျွန်တော်တို့ပြည်တွင်းမှာဘာတွေလုပ်ပေးလို့ရမှာလဲတဘောပေါက်တယ်မလားကျွန်တော်ထုံပြောတော့အဲ့လိုဆိုတဘောပေါက်ပြီးတော့ဒါကြောင့်မလို့ဒါကိုစူးစမ်းနေတာပါပါဝင်ခြင်းတဲ့သူဒီ PSD Pay Messenger ကနေဆက်သွယ်လိုက်ပါနော်ဘောမတွေအတွက်ကတော့မြည့်ရင်ဆက်ပေါ့ဆဲပါတိုက်တော့ဆဲငါလည်းမင်းတို့ဆဲတာပဲဟုတ်တယ်မလားဒါပေမဲ့ဆဲပုံဆဲနီးချင်းဆဲတဲ့quality ချင်းတော့မတူဘူးကွာငါတို့ဘက်ကဆဲရတယ်ဆိုတာကငါတို့ကိုကြိုးအတွက်နော်မတရားမှုအတွက်ဆဲရတာမဟုတ်ဘူးတိလားငါတို့တရားမှုအတွက်ဓမ္မအတွက်ငါတို့အမုန်းခံပြီးဆဲရမင်းတို့ဘောမတွေဆဲတယ်ဆိုတာပြောတော့လေကိုကဘာငါတို့ကအာနာသိမ်းထားတာလေအာနာသိမ်းတဲ့ကောင်ကြီးအကောက်ထုနဲ့ဟမ်အာနာသိမ်းခံရလို့တော်လှန်တဲ့ကောင်ကအကောက်စစ်နေအဆောက်ကျိုးနေအဲ့အကောက်စစ်တဲ့ကောင်အကောက်တူးတဲ့ကောင်ဆဲတာပန်ကစီခွက်ခောက်တာလို့ဘယ်လိုဟာကြိတ်မနိုင်ခဲမရတွေဖြစ်ပြီးတော့ဟမ်ဒေါင်းတန်နေတာရှင်းလေးနော်မပူနဲ့လောင်းမဲ့ပွဲစဉ်တွေကိုတပွဲကြီးတောက်ချောက်ဆက်ပေးထားတာဒါကငါအရှိမဒီမှာ YouTube တွေလုံနေတဲ့အချိန်နော် YouTube တွေလုံနေတဲ့အချိန်မှာဒီအနောက်မှာဟက်တလိုမျိုးအဖွဲပေါင်းများစွာကိုစီးစင်းအောင်တိစောက်ပေးထားတာနော်အဲ့တော့နှစ်ဖက်လုံးမှာတစ်ဖက်မှမလုပ်ဘူးကွာတစ်ဖက်မှာ YouTube လုံနေတယ်နော် YouTube ပေါ်မှာလည်းမင်းတို့ဘောမတွေကိုခွင်းပေါင်းပေးတယ်YouTube ပေါ်ကပြီးလို့ရှိရင်လေနော်အောက်နောက်မှာဒီလိုမျိုးစီးစင်းနေတယ်မင်းတို့ကြည့်လိုက်နော်ဒါအခုမှ YouTube တစ်ပုတ်တင်လိုက်ပြီတွေ့လားတစ်ဖက်မှာ YouTube ကိုဒီလိုတင်တာကဲဘောမတွေတွေ့တယ်နော်အဲ့တော့လောင်ကြမယ်ဆိုလဲလောင်ပါတိလားတခုတော့ရှိတယ်ကွာမင်းအောင်နိုင်အခုဘီလာရုနဲ့ရုရှားမှာမြေယာတွေဝယ်ထားတယ်သူပြေးလို့ရှိရင်နေဖို့အတွက်ဒါပေမဲ့အခုသူပြေးလို့ရှိရင်အဲ့ကျော်စိုးဦးတို့ကျော်မျိုးမင်းတို့အပါဝင်ပေါ့နော်လက်ရှိဘောမာတွေကဒီလက်ဆက်ကြောင်းမပြည့်တဲ့ကောင်တွေပေါ့အဲ့ဒီကောင်တွေကိုအကုန်လုံးခေါ်ရမှာလားမင်းအောင်နိုင်မင်းအောင်နိုင်ဒီရွက်ကောက်ပွဲအလွန်မှာဘာမှလုပ်လို့မရတော့ဘူးနော်ရွက်ကောက်ပွဲကိုမင်းတို့တရားဝင်ဖြစ်ပါစေစုတောင်းပေးတာဒါကမင်းတို့အတွက်ပြောတာတနာလို့ဘာဖြစ်လို့လဲမင်းတို့ရှုံးသွားရင်မင်းတို့ဘယ်ပြေးမလဲငါတို့ကဘာမှမဖြစ်ဘူးသိလားငါတို့ကဘာမှဖြစ်เสียအကြောင်းမရှိဘူးနော်နိုင်ငံတကာမှာဘယ်နိုင်ငံမှာနေလို့ရတယ်သိလားအကယ်မင်းတို့ဘောမတွေရှုံးသွားရင်ဘယ်နိုင်ငံပြေးလဲသူများနိုင်ငံပြေးလို့မရဘူးနော်သူများနိုင်ငံပြေးလို့ဒုက္ခတာအဖြစ်လက်ခံတယ်ဆိုတာအာနာရှင်ကဒုက္ခပေးလို့ဒုက္ခတဲ့အဖြစ်လက်ခံတာမင်းတို့ကအာနာရှင်ဘက်ကကူခဲ့တဲ့သူတွေဖြစ်တဲ့အတွက်မင်းတို့မှပြေးခွင့်မရှိဘူးအဲ့ဒီအတွက်ဘယ်ကိုပြေးကြမှာလဲနော်အခုမင်းအောင်နိုင်ရတော့နောက်ဆုံးကြည်စံအောင်ထုတ်တုံးနေပြီဒီရွေးကောက်ပွဲအလွန်မှာတရားဝင်ဖို့အတွက်ရုရှားကိုလည်းဓာတ်ငွေတိုက်ကြီးချပေးတယ်တရုတ်ကိုလည်းနော်မြစ်စုံကြီးအပါအဝင်အားလုံးချပေးတယ်မြစ်စုံရဲ့အကျိုးခံစား권ကမြန်မာက20%ပဲရမှာပါတရုတ်က80%ရအောင်မှာပါမြစ်စုံ10ကျိုးကြရင်နိုင်ပိုင်းအတွင်းရွာပေါင်းရာကျော်ချက်ချင်းစက္ကန့်ပိုင်းအတွင်းပျောက်သွားမှာပါလူအသက်ရှင်ဖို့မပြောနဲ့နော်မြစ်ကြီးနားမြို့အထိနိုင်ပိုင်းအတွင်းတက်ပြီးရင်ပြုတ်သွားမှာအဲ့တော့ဒါကြီးလှုပ်လိုက်လို့အဲ့လိုလူပေါင်းသိန်းနဲ့ချီရဲ့အတက်တွေကိုစတေးပြီးတော့ဒီမြစ်စုံကြီးကိုစောက်ခွင့်ပေးလိုက်ပြီးတဲ့အပြင်အဲ့ဒီမြစ်စုံစောက်လို့အပြစ်ပြောမှလို့ဝေဖန်တဲ့လူတွေကိုတောင်မှအကောင်လုံးဖမ်းပြီးတော့ထောင်ချပြစ်မယ်လို့ချိန်ချောက်လိုက်ပြီကဲအဲ့ဒါကြီးကိုမင်းတို့တွေအားပေးမယ်ဆိုလဲအားပေးကြပါငါတို့ကတော့အဆုံးထိတွားမှာနော်ကဲထိုင်းနိုင်ငံမှာ PSD ဝင်ခြင်းနဲ့မန်ပါဝင်တွေအနေနဲ့ဝင်ခြင်းနဲ့ဆိုရင်ကျွန်တော်ရှိရတယ်မဆွတ်တယ်ပါအကဲ PSD ပေးရနေဆက်တယ်လို့အစင်မပြေဘူးအကြောင်းအရာတစ်ခုအခက်အခဲရှိတယ်ဆိုရင်တော့ကျွန်တော်ကြည့်လာပါဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ဒီ PSD နဲ့ပတ်သက်လို့ကောင်းကျိုးဆိုးကျိုးကိုကျွန်တော်တာဝန်ခံထားတာဖြစ်တဲ့အတွက်တာဝန်အားလုံးကကျွန်တော်တာဝန်ယူပါတယ်နော်ဒါပေမဲ့အလုတ်လောက်တာဒီတတ်မှတ်ထားတဲ့သူယုံအဖွဲ့နဲ့ပဲအလုတ်လောက်ပါတခိုးအားပေးမဖြစ်စေနဲ့ကျွန်တော်တို့အဲ့လိုလုပ်ထားတာချွတ်တရေပြောတယ်စောက်ကြီးစောက်ကျဲဟဲ့နင်တို့ကလည်းလေတခိုးအားပေးမလုပ်နဲ့ကျွန်တော်တို့အခုလုပ်ထားတာဟာတကြက်မှဘယ်သူမှခိုးလို့မရအောင်အဲ့လိုခိုးလို့မရအောင်လုပ်ပေးထားတာဒါကြောင့်မလို့ပါဝင်တဲ့သူတွေကလည်းတခိုးအားပေးမဖြစ်အောင်တတ်မှတ်ထားတဲ့စီမင်းစည်းကမ်းအတိုင်းလိုက်နာပြီးတော့စရင်တွင်းတာတွေငွေတွင်းတာတွေဒါတွေကိုလုပ်ပေးပါလို့မြစ်တာရက်ခံပါတယ်နော်ကျွန်တော်တို့အရေးတော်ပုံမအောင်စရာအကြောင်းမရှိဘူးခက်မြက်မြန်အောင်ဖို့အတွက်စီးလုံးမှုတော့ဝိုင်းတီးဆောင်ကြ